Circuit channel ကကြိုဆိုပါရရှင်ချိုလေးရဲ့ဒီ channel မှာဆိုလို့ရှိရင်ချိုလေးကဆက်ချုပ်နဲ့ပတ်သက်တဲ့ပညာရပ်တွေပြီးတော့ဒီချုပ်နည်းပိုင်းနဲ့ပတ်သက်ပြီးတော့ဘလူးလှုပ်ဝက်ချက်ကလေးတွေရှိတယ်ပြီးတော့ဘောင်းမီအင်ကြီးရောဘောင်းမီရောပေါ့နော်ချိုလေးဒီ channel မှာတင်ပေးမှာအခုပထမဆုံးချုပ်မဲ့အထက်ကအခုအရန်ခစ်စားပြီး trend ဖြစ်နေတဲ့ flare pan အဲ့ flare pan လေးကိုတစ်ထည်လုံးချုပ်ပေးမှာရှေ့ကပ်ပတ်နောက်တရေကျိုးကိုမှဘေးကနေ basic လေးပါမယ်ရှင်အဲ့ basic ကလေးပြောမဆိုရင်တော်တော်များများပေါ့နော်အနောက်မှာတရေကျိုးပါရင် basic နဲ့မတက်တဲ့သူတော်တော်များများရှိတယ်အဲ့တော့ဒီ basic လေးကိုဘယ်လိုတက်ရလဲတရေကျိုးနဲ့အပါမှာပေါ့နော် basic ကောတရေကျိုးကောဘယ်လိုမျိုးတက်ရလဲဆိုတာသိချင်တယ်ဆိုလို့ရှိရင်ချိုလေးရဲ့ video လေးကိုအစားအနေဆုံးဖြတ်ကြည့်ပေးပါရှင်ပြီးတော့နေပြီးတော့အသိပညာတစ်ခုရခဲ့တယ်ဆိုလို့ရှိရင်လည်းချိုလေးကဝမ်းသာပါတယ်အဲ့တော့ဒီနောက်ထပ်ချိုလေးဖန်တီးပေးမဲ့ video လေးတွေကိုလည်းအသစ်တွေတိုင်းတင်တိုင်းမှာပေါ့နော်သိရှိဖို့အတွက်ချိုလေးရဲ့ channel လေးကိုခုမှချိုလေးက video file လေးတွေစလုပ်တဲ့အတွက်အမှားပါသွားလို့ရှင်လည်းခွင့်လို့ပါကဲအခုပထမဦးဆုံးခပ်ပတ်ကလေးရင်စချုပ်မယ်ရှင်ဒီခပ်ပတ်ကလေးချုပ်တော့မယ်ဆိုလို့ရှိရင်ချိုလေးတို့က lining လေးအရင်ကတ်ထားပြီးပါရှင် lining လေးကတ်ပြီးတော့အောက်ကတော့ဒီတိုင်းအစာပဲပေါ့နော် lining ကတ်ထားပြီးသွားလို့ရှိရင်ချုပ်စာကဘေးမှာ၄စိတ်ချမ်းမယ်အပေါ်မှာ၄စိတ်ချမ်းမယ်အောက်မှာ၄စိတ်ချမ်းမယ်ဒီမှာ၄စိတ်ချမ်းမယ် lining မှာချုပ်စာမချမ်းပါဘူး lining ကတော့လုံးဝကွက်တိပေါ့နော်အဲ့တော့ပထမဦးဆုံးအပေါ်လေးကိုတစ်ချောင်းချုပ်ပါမယ်ချုပ်လို့ရှိရင်လည်း lining အဓိကလိုအပ်ချက်ကိုပြပြမယ်နော်အဓိကလိုအပ်ချက်ကပတ်ကလေးတွေလှဖို့အတွက်အဓိကလိုအပ်ချက်ကတော့ဒီ lining ပေါ်ကိုလုံးဝဖိမနေရပါဘူး lining နဲ့လည်းကတ်ပြီးတော့ဆက်ကိုခြေချောင်းကိုပေါ့နော်ကတ်ပြီးတော့မချုပ်ရပါဘူး lining ကနေပြီးတော့တစ်ထောက်စာပြောမှဆိုလို့ရှိရင်တစ်စိတ်ပေါ့နော်တစ်စိတ်စာလောက်အကွာကနေစချုပ်ရပါမယ်ရှင်အဲ့ဒါမှဒီကပတ်ကလေးကိုပြန်လှန်ချတဲ့အခါမှာထောက်ကြီးဖြစ်နေမှာကဲအဲ့တော့တစ်ချက်ကြည့်အောင်နော်ချိုလေးချုပ်လိုက်အောင်ဒီလိုမျိုးလေးဒီ lining နဲ့ချုပ်တာနဲ့ချုပ်တဲ့အကြောင်းတွေကဒီလိုကွာနေရမယ်တွေ့လားဒီပြောမှဆိုတစ်စိတ်စာတိတ်လေးပေါ့နော်ကွာနေရပါမယ်အဲ့ဒါလေးကိုအဓိကပြောချင်တာပြီးသွားလို့ရှိရင်ဒီမှာပို့နေတာကို၄စိတ်လောက်ပဲထားပြီးတော့ကတ်ကြီးလေးတွေတောက်ပါမယ်ပြီးသွားလို့ရှိရင်ဒီ lining ဘက်ကိုလှဲပြီးတော့ top stick တစ်ချောင်းပေါက်ပါမယ်ရှင်ကဲချိုလေးပေါက်ပြမျိုးလေးဖြစ်သွားတယ်နော် top stick လေးကိုဒီဘက်ကိုလှဲပြီးတော့ပေါက်ပါဒီဘက်ကိုလှဲပြီးတော့ပေါက်တော့ဒီမှာဒီလိုလေးဒီမှာlining ဘက်ချမ်းအောင်ပေါက်ပါပါ lining ဘက်ဒီမလှချမ်းမှာဒီဘက်ကို lining မပါတဲ့ဘက်ချမ်းဒီအလှချမ်းထားမှာပါဘာဖြစ်လို့လဲဆိုတော့တကယ်လို့များရေဒီပါတွေလျှော်တဲ့အခါမှာမတော်တဆဒီ lining တွေကွာသွားလို့ရှိရင်ဒီပိတ်စာကြီးကလေခိုးပြီးတော့ဖောင်းတောင်းဖြစ်မှာဆိုလို့ချိုလေးတို့ဒီ lining ချမ်းကိုအမြဲတမ်းအောက်မှာပဲထားပါတယ်ရှင်ကဲအဲ့တော့ဒီမှာ top stick ပေါက်ထားတဲ့အတွက်ကြောင့်မလို့ဒီမှာညှက်ထားတဲ့ဟာလေးတွေကိုတစ်စိတ်စာလောက်ပဲချင်ပြီးတော့တေးလေးညှက်ချနော်တက်ပြီးတော့ဒီလေးတေးလေးချပါရှင်ကဲအခုဒီမှာဒါကရှစ်ကပတ်ပြီးသွားပြီကဲပြန်ထားလိုက်တော့ရှစ်ကပတ်ပြီးသွားလို့ရှိရင်ချိုလေးကဘာချုပ်မှာလဲဆိုလို့ရှိရင်ဒါကနောက်ခပ်ပတ်အတွက်နောက်ခပ်ပတ်စာကိုချိုလေးကတရေကျိုးတက်မှာဖြစ်တဲ့ရိုးပိတ်စာပဲအရှိမှန်းချိန်နဲ့ခြံထားပေါ့နော်ပြီးတော့မှဒီနောက်ချမ်းရဲ့ကွာကိုပြီးတော့မှသူ့နဲ့ဘယ်လောက်ရှိမလဲဆိုတာတိုင်းပြီးတော့မှဖြတ်ပါမယ်အဲ့ဒီရဲ့အရှိကဘယ်လောက်လဲဆိုဒီရဲ့အကျယ်ကဘယ်လောက်လဲဆိုလို့ရှိရင်9လက်မခွဲပါဒီခပတ်ကောင်းကကြတော့2လက်မပါရှင်ခပတ်ကောင်းက2လက်မမှာပတ်တန်ကနေပြီးတော့ဥထုတ်ထားတာပါဒီဟာ2လက်မเนาะဒါကတော့ဒီရှေ့ချမ်းကို8တက်ပါမယ်ရှင်8ကြတော့ချုပ်ပြမယ်အလားချင်းအပ်ပြီးတော့ဒီမှာ8ကနေရလေးဒါလေးကိုချုပ်ပါမယ်ရှင်နော်ချုပ်ပြီးသွားပြီချုပ်ပြီးတော့ဘယ်လောက်ချုပ်လဲဆိုတော့3စိတ်စာခြံထားတဲ့အတွက်ကြောင့်ချုပ်စာ3စိတ်စာခြံထားတဲ့အတွက်ကြောင့်ချိုလေး3စိတ်ချုပ်ပါတယ်ပြီးသွားလို့ရှိရင်သူ့ကိုကက်ကြီးလေးတောက်ပေးပါရှင်ကက်ကြီးလေးတောက်ပေးပါသူကကက်ကြီးမတောက်လို့ရှိရင်လေဘာဖြစ်လဲဆိုအိတ်ကက်ချုပ်တဲ့နေရာမှာအိတ်ကက်ကြီးကလင်းကြီးနဲ့ပေါ့နော်မလှပဲဖြစ်တတ်တယ်ပြီးသွားလို့ရှိရင်ဒီမှာတစ်စိတ်စာလောက်ပဲခြံပြီးတော့ညှက်ချပါရှင်ရဲတာညှက်ချလိုက်အမခံလေချုပ်ချောင်းမလဲအောင်လို့ပြောလို့ရှိရင်ဒီဟာလေးကိုဒီလိုတီလန်ချုပ်တယ်ချုပ်တယ်လို့မျိုးနော်ဒီလိုမျိုးပြောလို့ရှိရင်အလှကနေပြီးတော့ပေါက်ပါမယ်အလှကလည်းကိုယ်တဲ့ဘက်ကနော်အိတ်ကဘက်ကအလှမဟုတ်ဘူးကိုယ်တဲ့ဘက်မှာတို့လှတာပေါ်မှာမှုလို့အလှဘက်ကနေပြီးတော့ဒီကိုယ်တဲ့ဘက်အလှဘက်ကနေပြီးတော့ပြီးတပြားစာလေးနင်းပါပြီးတပြားစာလေးနင်းလိုက်ပါလို့ရှင်ဒီမှာပြီးတပြားစာလေးနော်အဲ့တော့ဘယ်လိုဖြစ်သွားမလဲဆိုရင်ဒီမှာအိတ်ကကလေးရဒီမှာဟုတ်ပြီနော်အဲ့တော့ဒီအတိုင်းလေးကိုဖြန့်ပြီးလို့ရှိရင်အလှအိတ်ကမှာအလှမလှခွဲတာနော်အလှဘက်ကနေပြီးတော့ဒီလိုခောက်လိုက်အ
လှကိုဒီလိုခောက်လိုက်ချိုလေးကငုံချုပ်မှာဓာတ်ဆက်တီးလိုက်တာကိုမကြိုက်လို့လေတရဟို custom made ထုတ်ရောင်းတဲ့ချုပ်လေးပါနော်အလှဘက်ကနေပြီးတော့အိတ်ကတ်နော်အိတ်ကတ်ကိုခောက်လိုက်ဒီမှာခောက်ရိုးရှိရဲ့ဒီမှာအမှတ်ထားခဲ့တဲ့ marking အိုက်ကနေပြီးတော့ခောက်လိုက်ပါခောက်ပြီးတော့ဒီအောက်ဘက်ကလေးကိုပြီးတပြားစာချုပ်ပြီးပါရှင့်ပြီးတပြားစာချုပ်ပြီးသွားတယ်ပြီးတပြားစာချုပ်ပြီးသွားပြီဆိုလို့ရှိရင်ပြီးတော့မလှဘက်ကနေပြန်လှန်လိုက်ဒီမှာမလာဘက်ကိုပြန်လာဒီမှာအမှတ်ထားတဲ့ချိုလေးကမလာဘက်မလာဘက်ကနေပြီးတော့စောစောကပြီးတပြားစာကိုကဒီမှာပြန်ပြီးတော့တီလန်ချုပ်ပုံစံမျိုးလေးချိုလေးချုပ်လိုက်တာပါရှင်ဓာတ်ဆက်လိုက်เสียမလို့တဲ့အတွက်ကြောင့်မို့လို့တတိတက်ကလေးအထဲမှာလဲကွာရုံမစိုးလှတယ်ပေါ့ကွယ်ဒီလားအဲ့လိုမျိုးလေးဖြစ်တာပါဒီလိုလေးရပါပြီရှင်အဲ့တော့ဒီဟာလေးကိုဒီလိုလေးကင်လိုက်ဒီမှာကြည့်အလှဘက်မှာဒီလိုလေးပေါ်သွားပြီဆိုလို့ရှိရင်ဒါလေးကဒီမှာအလဲချိုးထားတဲ့နေရာနဲ့အလဲချိုးထားတဲ့ဒီဟာနဲ့ကိုယ့်ရဲ့ဒီဟာနဲ့ကွက်တိထားနော်ပြောလို့ရှိရင်ဘေးလဲဒီတိုင်းပဲကိုချိုးလိုက်ပြီဆိုတော့ねဘေးကကွက်တိပေါ်လာမယ်အဲ့တော့ဘေးနာလေးတွေကိုခြီလေးနဲ့ပေါက်ဟိုလေအဲ့တိုင်းပဲခြီလေးနဲ့ပေါက်လိုက်ပေါ့တေးလေးပဲဒီကအစီမပေါက်အဲ့မှာခပတ်လာအောင်မှာခပတ်တက်အောင်မှာဆိုတော့ကိုယ့်ရဲ့ဒီကချုပ်တောင်းကြီးအကြီးကြီးပေါ်သွားရင်အောက်မှာတစ်စောင်းအပေါ်မှာတစ်စောင်းမချုပ်တက်တဲ့သူဆိုလှလာမှာဆိုလို့နော်ဒါဒီ beginner သမားလေးတွေကိုရည်ရွယ်ပါတယ်ရှင်တကယ် pro သမားတွေကတော့ဟိုဘယ်လိုလဲဒါတွေကသိပြီးသားဖြစ်မှာပါကဲအဲ့တော့အိတ်ကက်ကလေးရပါပြီနော်ဒါတစ်ချမ်းကဲနှစ်ဖက်စလုံးချုပ်ပြီးသွားပါပြီနှစ်ဖက်စလုံးချုပ်ပြီးသွားပြီဆိုလို့ရှိရင်ဓာတ်ဆက်လိုက်ပါမယ်တစ်ဖက်ကလည်းဘေးနဲ့ဖက်ပဲလိုက်ပါမယ်အောက်ဒီအပေါ်လေးမလိုက်ပါဘူးပြီးတော့ဒီဟာကကြတော့နောက်ချမ်းကိုဝါတွဲပြီးတော့မှဒီနှစ်ခုကိုပို့ပြီးတော့တိုင်းပြီးတော့မှထပ်ပြီးတော့မှလိုက်ပါမယ်သူလည်းဘေးနှစ်ဖက်ပဲလိုက်ပါပါအဲ့တော့ဓာတ်ဆက်လိုက်ပါအောင်မယ်ရှင်ဓာတ်ဆက်လိုက်ပြီးသွားပြီဓာတ်ဆက်ကလေအတက်နိုင်ဆုံးအယောင်တူပဲလိုက်စေချင်ပါတယ်အဲ့ဒါမှလေဟို premium ဆန်မှာပေါ့နော်ကိုယ့်ရဲ့ quality လေးကိုထိန်းတဲ့အနေနဲ့အောင်းနှမ်းလဲဝင်နေပြီးသွားလို့ရှိရင် custom made ချုပ်တယ်ဆိုလို့ရှိရင်ဒီချုပ်တာလေလုံးဝအာမခံတဲ့တီလားအဲ့လိုမျိုးသေးတာလိုက်လို့ချုပ်လေးချုပ်တယ်လို့မျိုးပေါ့နော်ဓာတ်ဆက်ကိုလည်းလုံးဝအယောင်တူလေးပဲလိုက်ပြီးပါအခုရှေ့ကွာနှစ်ကွာရှေ့ကွာကွာချင်းတွဲမယ်နောက်ကွာကွာချင်းတွဲမယ်ပေါ့နော်ရှေ့ကွာချင်းပူပါမယ်အဲ့မှာတခုပြောချင်တာလေတချို့ကလေဒီလိုဓာတ်ဆက်ချီလေးတွေကိုလေတခါတည်းညှပ်ပလိုက်တယ်မှညက်နေသေးလားဒီဓာတ်ဆက်ချီလေးတွေကိုဒီလိုခောက်လိုက်မလားဘက်ကိုခောက်လိုက်မလားဘက်ကိုခောက်ပြီးတော့ဆက်နဲ့တကြောင်ဖြစ်ဒီလားဆက်နဲ့လေးဟိုအဲ့လိုမျိုးပေါ့ဒီမှာကြည့်ချိုးလေးကြဒီလိုလေးတော့ချိုလေးကတော့ဒီလိုပဲလုပ်တယ်အဲ့ကြလို့ရှင်ဘလောက်ရေလျှော်အမွှားတွေမထွက်တော့ဘူးပြီးတော့လေဒီဓာတ်ဆက်ပေါ့နော်ဓာတ်ဆက်လည်းလုံးဝပြုတ်မထွက်တော့ဘူးအဲ့လိုမျိုးလေးလုပ်ပါတယ်အဲ့တော့ဒီမှာကွာချင်းဆက်မယ်ဒီမှာရှိသမျှဓာတ်ဆက်ချီတွေမှန်သမျှအောက်ပဲဖြစ်ဖြစ်ဘယ်ညာပဲဖြစ်ဓာတ်ဆက်ချီမှန်သမျှကိုချိုလေးလုပ်သလိုမျိုးမလားဘက်ကိုခောက်ချပြီးတော့နင်းမှာအဲ့ဒါမှပို့လှမှာတိတ်တက်မှာပေါ့နော်ကိုချိုလေးချုပ်လိုက်နောက်ထပ်လိုအပ်ချက်လေးပြမယ်ဒီမှာကွာပူပြီးွားဆိုလို့ရှင်ဒါအောက်ချမ်းဒီမှာခပတ်တက်မဲ့ဘက်ချမ်းဒီအောက်ချမ်းလေးကိုလည်းထားတဲ့နှစ်ချမ်းကိုပေါ့နော်ဖြန့်ပြီးတော့တခါတည်းရှီလေးတစ်ကြောင်တော့ပိုပေါက်ခဲ့ပြီကိုကကွာဟိုတရက်ကလေးဖြစ်ချင်တယ်မြို့တိုက်တဲ့အခါမှာလည်းလှကျင်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးဒါတစ်ကြောင်လောက်ပို့ပြီးတော့ချုပ်ရတာအကြောင်းမဟုတ်ဘူးပေါ့နော်ဒါကလည်းစက်ရုံကြုံမဟုတ်ဘဲနဲ့ customize ချုပ်မယ်ဆိုလို့ရှိရင်ပေါ့ဒီနီးလေးကအဆင်ပြေတယ်အဲ့တော့ဒါလေးကိုလည်းကိုကအပေါ်မှာချုပ်သွားတယ်ပေါ့အောက်မှာကြာလို့ရှိရင်ခောက်နေတာလို့ပြောညာဖြစ်မှာဆိုလို့ချိုလေးကဒီလိုမျိုးလေးလုပ်ပြီးတယ်အဲ့တော့ရှေ့ချမ်းကွာလေးတွဲပြီးသွားပြီနောက်ချမ်းကွာလေးတွဲမယ်နော်ရှေ့ချမ်းကွာလေးဒီမှာတွေ့လားဓာတ်ဆက်ချီမှန်သမျှကိုချိုလေးလုံထားတာနော်ဓာတ်ဆက်ချီမှန်သမျှအဲ့လိုလေးပဲလုံပေးပါနောက်ချမ်းကွာလေးမှာလည်းဒီဟာလေးတွေကိုဒီလိုလုပ်ပါနော်နောက်ချမ်းကွာလေးတွဲမယ်ချမ်းပူပြီးသွားပြီနောက်ချမ်းပူပြီးသွားပြီဆိုလို့ရှိရင်နောက်ချမ်းအတွက်ခပ်ပတ်လေနောက်ချမ်းအတွက်ခပ်ပတ်ကိုလိုတလို့ပို့ဖြတ်လို့ရအောင်လို့ငါးလက်မကွယ်ညှက်ထားတယ်အဲ့ဒါကိုနောက်ချမ်းနဲ့တိုင်းနောက်ချမ်းနဲ့ဒီလိုလေးတိုင်းပြီးတော့မှပို့တဲ့အပိုင်းကိုဖြတ်ပြီးလိုတလို့ဖြတ်လိုက်ပါဟုတ်ပြီဒီလောက်အဲ့တော့ဒီလောက်ကပို့နေတယ်ပို့တဲ့အပိုင်းလေးကိုဖြတ်ချလိုက်နောက်ချမ်းခပ်ပတ်အလှချင်းလှချင်းအပ်ပြီးတော့ချုပ်စာ၄စိတ်ချုပ်ချမယ်ပြီးတော့လို့ရှိရင်ဒီမှာဒီခပတ်မှာလည်းအောက်ကိုဒီဘက်အောက်ကို၄စိတ်စာလောက်ကိုတခါတည်းချုပ်ချတာ၄စိတ်စာလောက်ကိုဒီအပေါ်ကနေကပ်ပြီးတော့တကြောင်ပေါက်ချိုလေးအခုချုပ်နေသမျှအားလုံးကိုလေမီးဘူးမကရင်တွေ့လားတစ်ထည့်လုံးပြီးမှ complete ပြီးမှချိုလေးကမီးဘူးတိုက်ပြမှာပေါ့နော်အဲ့တော့လုံးဝတခါတည်းချုပ်နေနေတေတက်နေအောင်လို့ခပတ်တွေကိုလည်းဖက်ကနေတက်လို့ရအောင်လို့ဒီလိုအသားတွေကကိုင်းရအရန်ခတ်တယ်အရန်ပျော့တဲ့အတွက်ကြောင့်မလို့အဲ့တော့ကိုကဒီဟာလေးကို၄စိတ်ကိုမီးဘူးမတိုက်တဲ့အတွက်ကြောင့်မလို့ကိုဒီကနေပြီးတော့ကပ်ပြီးတော့၄စိတ်ကဒီမှာဆိုရင်ဒီကနေပြီးကပ်ပြီးတော့
တကြောင်ပေါက်ခဲ့မယ်နော်အဲ့တော့ရှေ့ချမ်းရဲ့ခပတ်ချုပ်မယ်ရှေ့ချမ်းခပတ်ချုပ်လို့ရှင်လေဒီတိုင်းပဲဒီမှာကအလှချင်းပူးမယ်လေးစိတ်ချုပ်မယ်ဒီမှာလိုင်းနေခံထားတဲ့ပတ်အချမ်းကိုဒီလိုခောက်ချလိုက်ခောက်ချပြီးတော့ဒီကနေပြီးတော့အပေါ်ကနေကတ်ပြီးတော့တကြောင်ချုပ်ခဲ့မယ်အဲ့ဒါဆိုလို့ရှိရင်ခပတ်ကလုံးဝတက်လေးဖြစ်သွားပြီနောက်ချမ်းခပတ်ကိုပူပြီးွားပြီဆိုလို့ရှိရင်နောက်ချမ်းခပတ်ကိုဒီလိုလှဲလိုက်ဒီကချုပ်စာလေးတွေ့လားအဲ့ချုပ်စာလေးကိုဒီခပတ်ခေါင်းဘက်ကိုလှဲပြီးတော့ဒီလိုလေးတစ်စားအဲ့တော့ဒီလိုလေးတစ်ချောင်းပေါက်လိုက်တက်လေးဖြစ်သွားဒီမှာဒါဆက်ချီဒီမှာဒီဘက်ကိုလှဲပြီးွားရင်တစ်ချောင်းပေါက်တစ်ထည်လုံးကိုတက်ရက်နေအောင်ချုပ်ပြမယ်အဲ့တော့ရှင်တို့လေးတွေဘက်ကလည်းကျမရဲ့စူးစမ်းအားထုတ်မှုကိုသိမှတ်ပြီးရနေလက်ခံ secret လေးလိုက်လုပ်ပေးပါရှင်။အဲ့ဒီလိုလေးခောက်လိုက်လေးစိတ်စာနော်။ဘာဖြစ်လို့လဲဆိုတော့အမှန်တကယ်ဆိုမိဖို့တိုက်ချင်ရတယ်ချိုလေးကမိဖို့မတိုက်ဘူးရှုပ်လို့နော်တစ်ထည်လုံးပြီးတော့မှမိဖို့တိုက်ပြအောင်။သွားပါပြီရှင်ချိုလေးပြောချင်တဲ့သဘောတရားဒီမှာနော်ဒီ lining ကိုချုပ်စာအောက်ကလေးစိတ်ချန်လာတော့ lining ကိုမှီပြီးတော့တေးလေးတစ်ချောင်းပေါက်လို့ဆိုတာဒီလိုလေးနော်ဒီလိုလေးတစ်ချောင်းပေါက်တဲ့အခါမှာတို့တွေကမိဖို့တိုက်စရာမလိုဘဲနဲ့ဒီမှာတစ်ခါလေးချုပ်လို့ရသွားတယ်ပေါ့နော်အဲ့လိုပုံစံလေးဟုတ်ပြီပြီးပါလို့ရှင်ဒီမှာနောက်ချမ်းမှာလည်းဒီတိုင်းပဲဒီမှာတွေ့လားလေးစိတ်ကိုဒီလိုလေးပေါက်ထားတယ်ဟုတ်ပါပြီရှင်အဲ့လိုပြီးပါလို့ရှင်ဘေးချင်းပိုးမယ်ရှေ့ချမ်းနောက်ချမ်းဘေးချင်းပိုးမယ်ဒီလိုမျိုးပေါ့နော်ဘေးချင်းပိုးမယ်ကွာချင်းပိုးမယ်အဲ့ဒါမလုပ်ခင်မှာအဓိကဘာလဲမင်းတို့ဒီရှေ့ကခပ်ပတ်ပြနောက်ကတေးကျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ရှေ့ချမ်းတစ်ချမ်းကရှေ့ချမ်းတစ်ချမ်းကzipပေါ့နော်zipတက်မှာနောက်ချမ်းကကြတော့တေးကျိုးလည်းပါမယ်ဇလက်တက်မယ်ဆိုတော့ဒီတစ်ချမ်းကိုဒီခပ်ပတ်ကိုဒီကနေပြီးတော့တဝက်ဒီတဝက်နော်အရင်ဆုံးဒီတဝက်ကိုခပတ်ကလေးကိုအုပ်ထားလိုက်တချမ်းကိုတော့ဖွင့်တာနော်ဒီလိုလေးတချမ်းကိုတော့ဖွင့်တာဘာဖြစ်လို့လဲဆိုတော့ဒါကစစ်တက်ဖို့အတွက်ပြီးသွားလို့ရှိရင်နောက်ချမ်းနဲ့ဘေးပူဒီဘက်ကိုလည်းနောက်ချမ်းနဲ့ဘေးပူဒီဘက်ဖွင့်ထားတဲ့ဘက်ကိုနောက်ချမ်းနဲ့ဘေးပူတဲ့နေရာမှာအဓိကကဘာလဲမေးလို့ရှိရင်zipအတွက် zip အရှိ14လက်မစစ်တက်မှာအဲ့အတွက်ကြောင့်မို့လို့ကိုဒီကနေပြီးတော့စမှတ်ပါမယ်ဒီကနေပြီးတော့ဒီအပေါ်မဟုတ်ဘူးဒီကနေပြီးတော့အောက်ထိကို73လက်မအထိကခြိကျဲပြီးွားရင်တုပ်မယ်တုပ်ပြီးွားတော့မှအောက်ကိုခြိစိမ့်နဲ့ချုပ်ပါမယ်အဲ့ဒါလေးချုပ်ပြမယ်နော်တဝက်လေးချုပ်ပြီးလုံးဝမတုပ်ဘူးနော်ဒီနားမှာခပ်ပတ်ပေါ်မှာလုံးဝမတုပ်ပါဘူးဘာလို့ဆိုတော့တုပ်လိုက်တဲ့တုပ်စာတွေကခြိတုပ်စာတွေကလေမှတ်လာမှာဆိုလို့ဒီတိုင်းလေးဖြစ်တဝက်ပဲချုပ်ပါတဝက်ပဲဒီကနေဒီတဝက်ပဲချုပ်မယ်အဲ့တော့လေလွယ်ကူလေးဖတ်ဆိုပြီးတော့ချုပ်လို့ရတယ်နှစ်မို့ဆိုလို့ရှိရင်ဒီလိုမျိုးသာတချောင်းမဖိထားလို့ရှိရင်ကိုကမိဘူးတွေသွားတိုက်နေရမှာလေနော်အဲ့တော့ဒီမှာတချမ်းလေးရချုပ်ထားတယ်ဟုတ်ပြီဒီဘက်တချမ်းကကြတော့အဲ့တော့ရှေ့နဲ့နောက်နဲ့ကိုဒီလိုလေးပူးမယ်ရှေ့အလှချင်းထပ်မယ်အဲ့တော့ဒီဘက်တချမ်းအုပ်ထားတဲ့ဘက်ကိုဘယ်လိုမျိုးပူမလဲဆိုရင်ချိုလေးတွေကဒီလိုမျိုးတချို့ဆိုရင်ဒီလိုမျိုးဒါကိုဒီလိုမျိုးလုပ်ပြီးတော့မှအခုဒီလိုပူးတယ်ကွာအဲ့လိုမပူးပါဘူးအဲ့လိုပူးလို့ရှိရင်မလှဘူးလေငုံချုပ်မယ်နော်ဒီဟာလေးကိုချုပ်ရိုးလေးကိုငုံချုပ်မယ်အဲ့တော့ဒီလိုမျိုးလေးဒီကချုပ်ထားတဲ့အဆက်ကြောင်းနဲ့ဒီအဆက်ကြောင်းနဲ့ကိုကွက်တိပင်လေးတစ်ချောင်းပင်လေးနဲ့ဒီလိုမျိုးလေးထောက်လိုက်ပါပြီးသွားလို့ရှိရင်ဒီလိုဖြစ်သွားပြီအဲ့ကြရင်ဒီနောက်ချမ်းကအရှိလေးကဒီဟာကိုဒီလိုလာအုပ်လိုက်တဲ့အခါမှာငုံတဲ့သဘောမျိုးလေးဖြစ်သွားပြီဒီလားငုံတဲ့သဘောလေးဖြစ်သွားပြီတကယ်လို့ဒီဟာကိုလေးစိတ်ချုပ်ပြီးသွားပြီဆိုအောက်ထိလေးစိတ်ချုပ်ပြီးသွားပြီဆိုပြန်လှန်လိုက်ရင်ဒီလိုလေးဖြစ်သွားမှာနော်အဲ့လိုမျိုးလေးချုပ်ချင်တာအခုချုပ်လေးချုပ်ပြမယ်ချုပ်ပြပြီးပြမယ်ကဲဒီမှာဒါလေးချုပ်ပြီးသွားပြီချုပ်ပြီးသွားပြီဆိုရင်ဒီမှာကြည့်ဟောဒီလိုလေးပေါ့နော်ဒီလိုလေးငုံကျင်တာပါရှင်အဲ့လိုငုံတော့မှသူကလှမှာပေါ့နော်ငုံတော့မှလှမှာချိုးရိုးလေးပြပြီးတော့ကဲအဲ့တော့ဒီဘက်ကလေးကိုပူးမယ်ဒီဘက်ကလေးပူးမယ်ဆိုလို့ရှိရင်ဒီမှာတချမ်းပဲတွေ့လားတချမ်းပဲချိုးလေးလောက်ခိုင်းတာအတွက်ဒီကနေပြီးတော့စစ်အတွက်ကဒီကနေပြီးတော့ချမ်းမှာမဟုတ်ဘူးเนาะ73လက်မှာအောက်ကနေပြီးတော့အောက်ကို73လက်မှာချမ်းမယ်73လက်မှာ
ခြိကျဲချုပ်မယ်ဒါပေမဲ့ခြိကျဲဒီဘယ်ကနေစချုပ်အောင်မလဲဆိုဟိုးပေါ်ဆုံးကနေစချုပ်မယ်နော်လက်မနိုင်ပါဆိုလို့ဒီပေါ်ဆုံးကနေပြီးတော့ဟိုအောက်ထိကိုဟိုအောက်ထိဆိုတာ73လက်မဒီကနေပြီးတော့ဒီထိ73လက်မမှတ်ကလေးမှတ်ပြီးတော့ပွဲခြိကျဲချုပ်ခဲ့ပြီးသွားရင်တုတ်ပြီးသွားရင်တစ်ချောင်းလုံးပို့လိုက်နော်ပို့ပြီးသွားပြီဆိုရင်နောက်တစ်ခုထပ်ပြောပြမယ်ဒီမှာကွာရှေ့ချမ်းကွာနောက်ချမ်းကွာနော်ဒီဟာပို့မယ်နော်အဲ့နှစ်ခု ice step နှစ်ခုလောက်ပါနော်ပုံမှန်ဆိုလို့ရှိရင်လေဇစ်တက်တယ်ဆိုရင်သူများတွေကတော့ဒီအပွင့်တက်ကြတယ်ပေါ့နော်ခြူလေးကတော့ဒါတင်ပေးတာလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အလွယ်ဆုံးနီးလေးနဲ့တက်ရက်ကလေးဖြစ်အောင်လို့ပေါ့နော်ဒီလိုမျိုးပိတ်ပြီးတော့တက်ပြတာခြူလေးကြီးကတော့တစ်မျိုးလေးပေါ့နော်ဒါ beginner ညီမလေးတွေတက်ကလွယ်အောင်လို့ဒီနီးလေးနဲ့တက်ကြည့်ပေါ့နော်ဒီနီးလေးနောက်ပိုင်းမှာလည်းဒီဇစ်ပြောက်တယ်ပြီးတန်လေးတင်ပေးလာအောင်ရှင်တော်တော်များများကတော့ဟိုအဖွင့်ပေါ့နော်ဖွင့်ရက်ကလေးတက်ကြတာခြူလေးကတော့အပိတ်တက်တယ်အောက်ကွာတွေလည်းတွဲပြီးသွားပြီပေါ့နော်ရှေ့ချမ်းနဲ့နောက်ချမ်းရဲ့ကွာကိုလည်းတွဲပြီးသွားပြီတွဲပြီးသွားတဲ့အခါမှာဒီမှာခြေဝဒီခြေဝလေးကိုခောက်ပြမယ်သိလားခြေဝလေးကိုခောက်တယ်ဆိုလို့ရှိရင်ကွာပုံမှန်ကတော့ဒါလေးကိုဒီလိုလေးချုပ်ထားတဲ့ချုပ်စာလေးနှစ်ခုကိုခွဲပြီးတော့မှဒီလိုလေးခောက်ကြတယ်ဒါပေမဲ့အခုကပို့ပြီးတော့တက်ရက်ကလေးနဲ့ကိုယ့်ရဲ့တလက်မဆိုတလက်မကွက်တိဖြစ်အောင်လို့ချိုလေးကခောက်ပြမယ်ဘယ်လိုမျိုးလဲဆိုရင်ဒီဟာလေးကိုချုပ်ထားတဲ့ချုပ်စာလေးကိုဒီလိုလေးကင်လိုက်ကင်ပြီးသွားရင်ဒီလိုချတာဟုတ်ပြီနော်အဲ့တော့အပေါ်တစ်ဖက်ကိုဒီလိုလေးလှန်လိုက်အောက်တစ်ဖက်ကသူ့ဒီတိုင်းထားနော်အောက်တစ်ဖက်ကဒီတိုင်းထားပြီးလို့ရှိရင်အဲ့ခွဲထားတဲ့နှစ်ဖက်ကိုမှဒီလိုလေးခောက်ချဒီလိုလေးခောက်ချတဲ့အချိန်မှာဘယ်လိုပုံမလဲဆိုရင်ဒီလိုလေးပုံတွေ့လားဒီမှာကချုပ်ထားတဲ့တစ်ချမ်းရှိတယ်ဒီမှာတစ်ချမ်းရှိတယ်ဘယ်လိုခောက်လိုက်တာလဲဆိုရင်ဒီလိုလေးခောက်လိုက်တာရှင်ဒီလိုလေးခောက်ပြီးတော့ဒီချုပ်ထားတဲ့ချုပ်ချောင်းပေးနာလေးကနေတစ်ချောင်းပေါက်နော်အဲ့လိုလေးပေါက်ခိုင်းတာဒီချူလေးပေါက်ပြမယ်တလက်မနော်သူ့ကိုခောက်စာသည်ချူလေးတလက်မထားပါလေရှင်ဟုတ်ပြီဒါတစ်ဖက်ဒီဘက်တစ်ဖက်ကိုလည်းအိုက်တိုင်းလေးပဲနော်ခြေဝါကိုဟိုဘက်ချုပ်စာဒီဘက်ချုပ်စာနှစ်ခုစလုံးကိုတလက်မဒီလိုလေးအရင်ခောက်ဘာလို့လဲမေးလို့ရှိရင်ဒီအသားတွေကအရန်ဣတယ်တွဲတယ်စတိုင်ပန်အသားတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကလက်မှန်းနဲ့ပဲဒီတိုင်းခောက်တယ်ဆိုရင်ဟိုပဲခောက်စာလေးညီမလာဘူးကွယ်ဒီလားအဲ့တော့ခောက်စာလေးလည်းညီလေးဖြစ်ရမယ်ကိုလည်းလက်နိုင်ရမယ်ခဏတိုင်းထပြီးတော့မြူတိုက်เสียလည်းမလိုဘူးအဲ့တော့အားလုံးအဆင်ပြေသွားအောင်ချူလေးဒီလိုလုပ်ရတယ်ကဲဒီမှာကြည့်ဒါဒီလိုမျိုးလုပ်ထားတယ်ပြန်လှန်ကြည့်လိုက်အော်တွေ့လားနော်မရွေ့တော့ဒီမှာမရွေ့တော့အသေးချုပ်ထားတယ်နော်အဲ့ဒါမှကိုကတချောင်းတလက်မပြားလေးပေါ့နော်အဲ့ဒါလေးကိုပေါက်လိုက်ညီလေးဖြစ်သွားတာပေါ့ကွယ်ဟိုကတလက်မဒီညီလေးနော်ဒီနာလေးတွေဒီအစဘာညာတာကထွက်နေတာလုံးဝမရှိဘူးခောက်လိုက်တာနဲ့ညီနေတာပဲနော်ဒါအောက်ခောက်နည်းလေးပြပြတာပြီးသွားရင်နောက်ထပ်တစ်ဖက်ကိုလည်းနောက်ထပ်တစ်ချမ်းကိုလည်းအဲ့တိုင်းလေးပဲခောက်ပါမယ်ဖြင့်အောက်ခောက်ပြီးသွားပြီစစ်တက်မယ်နော်စစ်တက်မယ်ဆိုရင်စစ်ကိုစစုံနကတော့ချိုလေးတို့ဒီမှာခြံထားတဲ့73လက်မအရှိဆိုလို့ရှိရင်ဒီလိုမှောက်လိုက်နော်မှောက်ပြီးသွားလို့ရှိရင်ကိုတုတ်ထားတဲ့ခြိတုတ်စာနဲ့ဒါဒီကွက်တိဖြစ်လားဆိုတာကိုကြည့်လိုက်ပါဦးโอเคဒီမှာနော်ခြိတုတ်ထားတာဒီနာအဓိကချက်ကဘာလဲမေးလို့ရှိရင်ဒီမှာဆိုလို့ရှိရင်စစ်မှာစစ်ကောင်းလေးရှိတယ်လေဒီစစ်ကော်လေးရှိတယ်ဒီကော်လေးဒီလိုင်းငင်းရဲ့အပေါ်မှာဘယ်လောက်ရှိရမလဲဆိုလို့ရှိရင်3စိတ်လောက်အပေါ်ကိုရောက်နေရမယ်နော်ဒီစစ်ကောင်းလေးကဒီစစ်ကောင်းလေးဒီလိုင်းငင်းရဲ့အပေါ်ကို3စိတ်လောက်ရောက်နေရမယ်နော်အဲ့ဒါကိုမှဒီလိုမှောက်ထားပြီးသွားရင်ဒီနှစ်ခုကိုဒီလိုခွဲပြီးတော့အခုဒီမှာကချုပ်စာပေါ့နော်ဒီစစ်ရဲ့ပွဲနေရာလေးကိုလည်းကိုကမှတ်ထားဟိုကချိုလေးကတော့ဒီမှာဒီလိုလေးပင်အခလေးနဲ့အရင်ကွာပြလိုက်တယ်သူနဲ့ဒီဒါစစ်ရဲ့ခွဲမဲ့နေရာကွက်တိဖြစ်ရမယ်အဲ့တော့ဒီမှာပင်အခလေးနဲ့ချိုလေးကမှတ်လိုက်တယ်မှတ်ပြီးသွားလို့ရှိရင်အဲ့ပင်အခလေးရဲ့အပေါ်ကိုဒီစစ်ကောစစ်ကလေး3စိတ်လောက်အပေါ်တက်နေရမယ်ဟုတ်ပြီနော်အဲ့လိုလေတကြောင်းလေးဖိမယ်ဘေးနားကနေတကြောင်းနော်ဘာမှမဟုတ်ဘူးအလှချောင်းလည်းမဟုတ်ဘူးဘာမှလည်းမဟုတ်ဘူးဒီစစ်ကလေးငြိမ်သွားအောင်လို့ထိန်းလိုက်တာကွာလက်မနိုင်ပါဆိုလို့နော်အဲ့ချုပ်ကြောင်းဒီလိုလေဒီမှာဒီချုပ်ကြောင်းရှိတယ်ဒီဟာဒီလိုမျိုးကွက်တယ်နော်ဒီလိုအပေါ်တက်နေလို့လည်းမရဘူးဟိုးဘက်ကိုဒီလိုကြီးပွဲပြီးတော့မှအဲ့လိုမျိုးလည်းချုပ်လို့မရဘူးကွက်တိဖြစ်နေမှသာလင်းစစ်ကဆိုတဲ့အခါမှာစစ်စီလေးဖြစ်မှာနော်အဲ့ဒါလေးကိုတစ်ကြောင်ချုပ်မယ်
ကဲဒီမှာဒီဘက်တစ်ချမ်းချုပ်ပြီးပါပြီနော်ဒီဘက်တစ်ချမ်းချုပ်ပြီးပါပြီဒီဘက်အချမ်းကိုကြာလို့ရှင်ဒီလိုလေးပြောင်းညံနေဒီလိုလှမ်းလိုက်ဟိုဘက်ဒီဘက်နော်ဒီလိုလေးဒီလိုလေးလှမ်းလိုက်အဲ့ကနေမှဒီအောက်ကနေပြီးတော့မှဒီလိုချုပ်အဲ့လိုချုပ်တဲ့နေရာမှာလေဓာရီကိုစစ်တွေကိုဒီလိုကြီးအတင်းဆွဲပြီးတော့ဒီဘက်ကဖောင်းတာတို့ဒီဘက်ကြီးကဒီလိုကွာဒီလိုဖောင်းတာတို့ဒီလိုမျိုးမဖြစ်ရအောင်စစ်ကလေးကိုလုံးဝအလိုက်တင်လေးဒီလိုလေးလက်ကလေးကဒီလိုပဲစစ်ကလေးတီသူနဲ့တီလုံးဝအလိုက်တင်ဖောင်းလဲမဖောင်းတစ်ဖက်မှလည်းမဖောင်းအောင်ကွာဟိုတစ်ဖက်ကအဲ့လိုလိုက်သွားတာတို့လည်းမရှိအောင်ဒီတိုင်းလေးအဲ့နာလေးပါပဲကျန်တာကတော့ပြီးသွားပြီဆိုဒီစစ်ခေါင်းကိုကြော်သွားပြီဆိုရင်ဒီဘက်ကလေးကိုလှမ်းလိုက်ဒါလေးကိုဒီဘက်ချုပ်ထားတဲ့ဟာလေးတစ်ချောင်းဒီဘက်ကလေးကိုလှန်ပြီးတော့ကိုဒီသူ့ရဲ့ဒီထုတ်ရိုးချောင်းလေးကိုမြင်အောင်လို့လှန်ကြည့်လိုက်တာလှန်ပြီးတော့ဒီလိုမျိုးတက်နီးရလေးသိလားဟိုအပိတ်တက်တဲ့တက်နီးချက်လေး तू ကပိုးလွယ်တယ်သိလားတကယ်ပြောတာဟိုလိုက်လို့ကြည့်ပေါ့နော်ဒီစစ်ကြီးပဲတက်တဲ့တက်နီးကိုချိုလေးတိတက် fine တစ် fine ရိုက်ပြီးတော့တင်ပေးဦးမယ်ချိုလေးစီမှာလာပြီးတော့အဲ့လိုချုပ်ပေးတဲ့ညီမလေးတွေဆိုလို့ရှိရင်သူတို့ဒီဇစ်ပြဿနာအများတန်းတက်တယ်သူတို့ဇစ်မတက်တတ်ဘူးစစ်နေရမှာအများတန်းတိုင်ပတ်တယ်ပေါ့နော်အဲ့ဒါမျိုးမဖြစ်ရအောင် shortcut နည်းနဲ့ချိုလေးကတင်ပေးတယ်ကဲဟုတ်ပြီဒီမှာစစ်ကလေးကညင်သွားပြီစစ်ကလေးညင်သွားပြီဆိုလို့ရှိရင်ချိုလေးတို့ဒီမှာလိုက်ထားတဲ့ဟိုချီကျဲလေးကိုဖြုတ်လိုက်မယ်နော်ခွဲချပြလို့ရှိရင်စစ်ပြောက်ခေါင်းလေးစစ်ပြောက်လေးတက်မယ်စစ်ပြောက်ပြီးကတော့ချိုလေးဒီတချမ်းပြီးသုံးတယ်နော်တချမ်းပြီးလေးပြောင်းပြီးတော့တက်ပြမယ်ဒီမှာနော်သူချုပ်ထားတဲ့နေရာကနေပဲဒီမှာချုပ်တယ်နော်ဒီဘက်ချမ်းကိုချုပ်ပြီးသွားရင်ဒီဘက်ချမ်းကိုကြာရင်ဒီလိုလေးလှန်လိုက်စောစောနဲ့ကောက်လို့ပဲနော်လှန်ပြီးသွားရင်ဒီမှာဒီကနေစားချုပ်နော်ဒီလိုလေးနမနဲ့တော့ဒါလေးကိုစစ်ကလေးကိုဒီလိုလေးဒီစစ်ရဲ့လမ်းကြောင်းလေးကိုအမြောင်းလေးကြားတွေကိုရအောင်ဒီလိုလေးလက်ကလေးနဲ့ဆွဲခွဲပြီးတော့ချုပ်သွားနော်စစ်နေရာကိုလည်းမနှင်းမိစေနဲ့အဲ့ဒါလေးကိုတော့တတိထားပေါ့နော်ဒါဘီကင်နာညီမလေးတွေကတော့နည်းနည်းသူတို့စစ်တက်အရင်ကြောက်ကြတယ်ကြောက်စရာမလိုဘူးသိလားဟိုကျွမ်းကျင်ဝအောင်လေ့ကျင့်မှများရင်ကျွမ်းကျင်ဝမှာပဲကွာကျွမ်းကျင်ဝဘာမှကြောက်စရာမလိုဘူးတက်ကြည့်ပါများလုပ်ကြည့်ပါကိုကြောက်တဲ့အပိုင်းကိုလုပ်ကြည့်ဒါတွေကဘာမှမဟုတ်ဘူးဆိုတော့သိသွားနော်ဆိုလေလုပ်ပြမယ်နော်ဒီမှာကြည့်ခေါင်းကနေဆွဲလိုက်စစ်တက်တာအရန်လွယ်တယ်ဟိုဘယ်လိုပြောမလဲဟိုနည်းတွေလွယ်တယ်ဟုတ်လားနော်โอเคရပါပြီရှင်ရပါပြီဈေးရပါပြီဆိုရင်ဒီမှာဈေးရပါပြီဆိုလို့ရှိရင်ကျမတို့တချမ်းချုပ်ခဲ့တဲ့ဒါရှေ့ချမ်းကပတ်ကောင်းကိုဒီဇစ်နဲ့ပြန်ငုံချမယ်အဲ့တော့ဒီဇစ်ကလေးကိုဒီဘက်ကိုလေးကိုနည်းနည်းတကယ်လို့လက်မနိုင်အောင်ထင်ဒီနားလေးကိုတစ်ချောင်းလေးသေးလေးတုတ်ပြီးသွားလို့ရှိရင်ဒီကနေပြီးတော့ဒီဇစ်ကလေးဒီကပတ်ကောင်းလေးကဒီလိုလေးလာအောင်နော်ဒီမှာသူ့ရဲ့ဒီလာအောင်လာအုပ်ပြီးသွားလို့ရှိရင်ဘီတပြားစာခြံတာနော်ဒီဘက်ခြံကိုဘီတပြားစာခြံတာပြီးဘီတပြားလေးနင်းလိုက်ဒီဘက်ကိုဘီတပြားခြံတာဒီဇစ်ကြီးနဲ့အရန်ကတ်နေလို့မရဘူးစစ်ဆွဲလို့မရမှာဆိုလို့အဲ့ဒါလေးချုပ်ပြမယ်နော်ဒီမှာချုပ်ပြီးသွားပြီဒီလိုလေးလို့ကျန်တာနော်ဒီကပတ်စစ်ကလေးကဒီနားမှာရှိတယ်ဒီမှာချုပ်ချောင်းရှိတယ်ချုပ်ချောင်းနဲ့ဇစ်တီဘီတပြားစာပွားမယ်အဲ့ဒါမှမကြည့်ဒီဘက်ကိုလှန်လိုက်တဲ့အခါမှာဒီမှာလားစစ်ကလေးရဒီမှာအဲ့လိုလေးဖြစ်နေမှာအဲ့ဒါမှစစ်ဆွဲလို့ရမှာအရန်ကြီးဓာကြီးစစ်ကောင်းနဲ့ဓာကြီးနဲ့ဒီလိုနဲ့အဲ့လိုကပ်ပြီးတော့ချုပ်လိုက်မိဒီလိုကပ်ပြီးချုပ်လိုက်မိစစ်ဆွဲလို့မရဖြစ်တတ်တယ်နော်အဲ့ဒါလေးတော့သတိထားပြီပေါ့နော်ဒီလိုလေးခုကဒီလိုလေးဖြစ်ရမယ်โอเคဒီမှာပြီးသွားလို့ရှိရင်ဒီဟာလေးကိုဒီကနေပြီးတော့ပိတ်လိုက်ပါတော့ရှင်ပိတ်လို့ရပါပြီပိတ်ပြီးသွားရင်ဒီဟာကနေပြီးတော့အလှတစ်ချောင်းပေါ့နော်ဒီကနေတစ်ချောင်းပေါက်ပါမယ်နော်ချူလေးပေါက်ပြမယ်အဲ့ဘက်ကိုမပေါက်ခင်မှာဒီဘက်ချမ်းကိုလည်းဒီဘက်ချမ်းပေါ့နော်တေကျိုးတက်မဲ့ဘက်ချမ်းကိုလည်းစောစောနဲ့ကလိုမျိုးဒါလေးကိုဒီလိုလေးဒီဘက်ကိုထားပြီးတော့ဒီဟာကိုဒီလိုလှန်ချပြီးတော့စောစောနဲ့ကအတိုင်းလေးပဲဒီနားလေးကိုချုပ်နော်ချုပ်ပြီးသွားလို့ရှိရင်နှစ်ခုညီမညီကိုပြန်တိုက်ဘာလို့လဲဆိုတော့ဒီဟာနဲ့အရှည်နဲ့အတူအရှည်ဖြစ်တယ်လို့ပြန်တိုက်နော်သူ့ကိုလည်းဒီဘက်နားမှာဇစ်ကောင်းဇစ်ပေါ့နော်ဇစ်နဲ့ဒီချုပ်စာနဲ့ကိုပြီးတပြားစာရအောင်ချင်နော်ပြီးသွားရင်ဒါလေးကိုဒီလိုလေးအရင်ဆုံးဒီလိုလေးလုပ်လိုက်လုပ်ပြီးသွားရင်သူတို့နှစ်ယောက်ဒီအတူအရှည်ညီလားအရင်ကြည့်โอเคကွက်တီပဲနော်ဒီလိုမျိုးဒီတိုက်ပင်ဒီလုံးဝကွက်တီဖြစ်ရမယ်နော်အဲ့ဒါမှသာ
โอเคတာပေါ့နော်ဝစ်တဲ့သူလည်းလှတာပေါ့နှမို့ဆိုရင်ဟိုဘက်ကတူဒီဘက်ကရှည်အဲ့လိုလေးဖြစ်တတ်တယ်အဲ့ဒါလေးကိုတစ်ချက်သေးချာလေးချုပ်ပေါ့နော်ကိုကချုပ်စာထားသလောက်ကိုဒီချုပ်တဲ့ဟာကွက်တိဖြစ်လို့ရှိရင်အကြောင်းမဟုတ်ဘူးချုပ်စာထားသလောက်ကိုကချုပ်တာမဟုတ်ဘူးနဲ့ကိုချုပ်လိုက်တာတို့ဒီနားမှာဆက်တဲ့နေရာမှာလူပြီးတော့ချုပ်သွားတယ်ဆိုတစ်ဖက်ကရှည်တစ်ဖက်ကတူဖြစ်တတ်တယ်အဲ့ဒါလေးပဲသတိထားနော်ဟုတ်ပြီအဲ့ဒါလေးရသွားပြီဆိုလို့ရှိရင်ချိုလေးတို့ဘာလုပ်မလဲဆိုရင်ဒီဘက်ကိုအုပ်လို့ရပြီဒါကိုဒီလိုမျိုးချုပ်လို့ရမချုပ်ခင်မှာတစ်ခုထပ်ပြောပြမယ်ဒီမှာဒိုးချုပ်ထားတဲ့ဒီစစ်ကြီးကရှည်ထွက်နေတွေ့လားလုံးဝသတိမင်းနဲ့ရသလောက်ညှက်ချအရင်လက်ကမညက်နဲ့ပေါ့နော်အမားတို့လက်လုံးချက်တော်နေဖြစ်ကုန်မှာဆိုလို့ဟုတ်ပြီဘာလို့ညက်ခိုင်းတာလဲဆိုရင်ဒီဘက်ကိုအလှလှန်လိုက်တဲ့အခါမှာလုံးလုံးကြီးနဲ့ဖူဖူကြီးနဲ့စစ်ကြီးတွေကဒီနားမှာလေသိလားဒီနားလေးမှာကင်လိုက်တာနဲ့ဖူဖူကြီးဖြစ်မှာဆိုတော့အဲ့ဟာတွေကအစကိုကအသေးချာတက်တက်ရက်ရက်ကလေးပေါ့နော်အဲ့ဒါတွေကအစလုံးဝရှင်းထုတ်လိုက်မလောက်လေနော်ဟိုမိဘူးတိုင်းရင်ပဲဖြစ်ဖြစ်ကိုဝစ်နေရင်ပဲဖြစ်လက်ကကင်မိရင်ရောစိတ်ထဲမှာမကြိုက်တာနော်ဟုတ်ပြီအဲ့ဆိုဒါလေးကိုပိတ်လိုက်တော့မယ်ပိတ်တဲ့အခါမှာလည်းချိုးလေးကဒီနားမှာလုံးဝမတုတ်ထားဘူးဒီလားမတုတ်ထားတဲ့အတွက်ကြောင့်ဒီမှာပိတ်ထားတဲ့ဒီမှာခြီဆုံးထားတာဒီမှာသူ့ရဲ့တလက်မလောက်နောက်ဆုပ်ပြီးတော့အဲ့ခြီပေါ်ကနေထပ်ချုပ်တယ်ချိုးလေးလုံးဝမတုတ်ဘူးအဲ့တော့မှလှလို့တုတ်ထားတဲ့ဟာတုတ်နဲ့ခြီတုတ်ထားတာဒီအလှပေါ်မှာပေါ်နေရင်လှပါဘူးရှင်အဲ့ဒါကြောင့်ကျွန်မလုံးဝမတုတ်ပါဘူးချုပ်သွားတဲ့ဘောင်းမီကိုတစ်ထည်လုံးမှာဟိုအလှပေါ်မဲ့အချမ်းလုံးဝမတုတ်ဘူးနော်ပြီးသွားရင်ဒီဘက်အလှကိုလှန်လိုက်ပါเนาะဒီဘက်ကိုအလှဘက်အချမ်းကိုလှန်ပြီးတော့ဒီမှာပြီးတပြားစာလေးပြီးတပြားစာဒီလေးချုပ်ချပါရှင့်ဒါလေးကတက်တက်ပေါ့เนาะချုပ်တာတော့မယ်เนาะကဲဒီလိုလေးလုပ်ချင်တာโอเคနော်ဒီလိုပုံစံလေးလုပ်ချင်တာဒီမှာအခုတရေကျိုးတက်တော့မယ်အဓိကအပိုင်းပေါ့နော်စစ်တက်ပြီးသွားပြီစစ်ရတရေကျိုးရโอเคနော်အဲ့တော့ဒီဟာကနောက်ချမ်းကိုချိုလေးကစစ်ကိုအုပ်ထားရမလားမလန်သေးဘူးလုံးဝမလန်သေးဘူးအဲ့တော့မလှဘက်ကနေပြီးတော့နောက်ချမ်းရဲ့မလှဘက်ကနေပြီးတော့တရေကျိုးဒီဘယ်လောက်ဖြစ်ရမလဲဆိုရင်သူ့ရဲ့တဝက်ချုပ်စာအတွက်ကချမ်းသူ့ရဲ့ဒီကလုံးဝတဝက်ဆိုတာလေးမလဲမေးလို့ရှိရင်ဒီကနေပြီးတော့ဒီမှာဒီကနေပြီးတော့ဒီထိတိတဝက်နော်အဲ့တဝက်ဒီမှာချုပ်စာချမ်းပြီးတော့ဒီနာလေးကိုတုံမယ်ပြီးသွားရင်ဒါဒီဟာလေးကိုဒီလိုလေးဒီတိုင်းလေးယူလာခဲ့ပြီးသွားရင်ဒီနာလေးကိုတုံမယ်နော်ဘေးနှစ်ဘက်ကိုဒီလိုတုတ်လိုက်နော်များများလေးတုတ်လိုက်တုတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာဒါလေးဒီဘက်ချမ်းလေးကိုလှမ်းလိုက်ဒါကဘာလဲဆိုရင်ရှေ့ချမ်းနောက်ချမ်းကိုစစ်နေရလေးလေစစ်နေရလေးကိုဒီလိုလှမ်းချလိုက်လှမ်းချပြီးရင်တရေကျိုးကိုဒီလိုအုပ်မယ်ဒီဘက်ကိုလည်းဒီလိုလေးလှမ်းချလိုက်လှမ်းချပြီးတရေကျိုးအုပ်ပြီးသွားရင်ဒီကနေစပြီးတော့တရေကျိုးက2လက်မအပြာနော်2လက်မအပြာဒီမှာဒီလိုလေးအုပ်ပြီးတော့ဒီကနေပြီးတော့ချုပ်သွားလိုက်နော်တရေကျိုးလေးကိုနည်းချုပ်ပြမယ်ဗီဒီယိုဖိုင်ကလေအရန်ရှည်နေအောင်ဟွာဖြစ်မှာဆိုလို့ဒီလိုလေးလက်နိုင်လေးကင်ပြီးတော့ဒီဟာလေးဆိုဆွဲသွားတလေးပဲသိလားဒီနေရာမှာလုံးဝမတုတ်ဘူးเนาะဒီနေရာမှာ2လက်မကွက်တိ5လက်မသာခြံလိုက်လို့ရှိရင်ဒီမှာချုပ်စာမရှိတော့ဘူးသိလားချုပ်စာမရှိတော့အရန်ချုပ်ရတာလက်ကခတ်တယ်အဲ့ဒါကြောင့်မို့လို့ချိုလေးဒီ5လက်မခွဲအပြာခြံပြီးတာနော်5လက်မခွဲအပြာဆိုဒါလုံးဝနိုင်နင်းလေးဟိုလက်ကင်လို့လွယ်တယ်ကွာသိလားဒီမို့တရေကျိုးက2လက်မချုပ်စာခြံထားတာ2လက်မကွက်တယ်ဆိုလို့မှချုပ်လို့မရပါဘူးရှင်ဟုတ်ပြီနော်ဒါလေးကိုချုပ်ပြမယ်ပြီးဒီလိုအထောက်ထားပြီးတော့မှတရေကျိုးလေးဒီဘက်ကိုဆွဲကင်နေနဲ့ဒီဘက်ကိုဆွဲโอเคရမယ်နော်အဲ့လောက်ထိရလာတော့မသိတစ်ထည်လုံးပြီးပြီဒါတက်ပြီးပြီโอเคနော်ရန်ရှိပါမှာဆိုဒီမှာပါဒီလိုလေးပြီးသွားရင်ဒီဘက်ချမ်းကဘယ်လိုဖြစ်နေမလဲဆိုဒီဘက်ချမ်းဒီချုပ်စာဒီဘက်ကလေးကိုလဲနေလိမ့်မယ်နော်နောက်ချမ်းကိုလဲနေလိမ့်မယ်နော်မီးဘူးတိုက်လို့ရှိရင်ဒါလေးကိုမီးဘူးတိုက်တာဘယ်လိုလဲဆိုတာပြမယ်ဒါလေးကဒီလိုလေးခွဲပြီးဒီနားလေးနည်းနည်းခောက်လိုက်ပေါ့ကွယ်ဒါလေးခောက်ပြီးတော့မီးဘူးခွဲပြီးတိုက်သွားပြမယ်နော်ဒီမှာဒါလေးကဒီလိုလေးဖြစ်သွားပြီဟုတ်ပြီအလှချောင်းလေးတစ်ချောင်းဒါအလဲကနေတစ်ချောင်းပြန်ဖြည့်ရမယ်နော်နှိမ့်မို့ဆိုရင်ဒီတရေကျိုးကြီးကပြေးနေမှာဆိုလို့လေနော်ဒီအလဲကနေတစ်ချောင်းဖြည့်မယ်ဒီလိုလေးနော်အဲ့တော့တရေကျိုးဆွဲတဲ့အခါမှာဓာတ်ရုပ်ဒီလိုကြီးဆွဲလို့မရအောင်เนาะအဲ့လိုမဟုတ်ဘူးเนาะသူ့ရဲ့အလိုက်တဲ့သူ့ရဲ့တရေကျိုးဒီအတွန့်စာအတိုင်းကိုလိုက်ပြီးတော့အတွန့်ဒီမှာရှိရမလားဒီလိုလေးကင်လိုက်အတွန့်စာတိုင်းအဲ့လိုဆွဲเนาะအတွန့်တိုင်းအဲ့လိုဆွဲပြီးတော့ချုပ်သွားမယ်เนาะတစ်ဖက်ဆွဲလိုက်ဒီဘက်တစ်ဖက်ဆွဲလိုက်အဲ့လိုမျိုးချုပ်မယ်ခုတော့စမ်းနေတယ်
เคအဲ့ဒီမှာလည်းမတုတ်ဘူးနော်ချစ်တို့အဲ့ဒါလေးဆိုမဲ့ပြီးဒီဘက်တစ်ဖက်ကိုဒီလိုဆွဲမယ်နော်အဲ့လိုလေးဆွဲသွားပြီနောက်ချမ်းကိုချုပ်ရင်လည်းဒီနားထိပဲเนาะစစ်တိမနေဘူးဒီမှာလည်းဟိုရှေ့ချမ်းရဲ့ခပတ်မှာလည်းဒီနားလေးကနေဒီနားလေးထိကိုချုပ်ထားသလိုနောက်ချမ်းမှာလည်းဒီကနေပြီးတော့ဒီထိကိုအလှလေးတစ်ချောင်းပေါက်တယ်เนาะတော့ဟိုချူလေးလေးကပ်ပြမယ်မစီဒီနားလေးကနေပြီးတော့ဒီကနေပြီးတော့ဒီထိကိုတစ်ချောင်းပေါက်တယ်အဲ့ဒါဘယ်လောက်လဲဆိုပြီးတပြားစားเนาะပြီးတော့တူဒီဒီထိပဲချုပ်တယ်နော်ဇစ်တီမနင်းဘူးနော်ဇစ်တီနင်းလို့မရအောင်ခေအဲ့ဆိုပြီးသွားပြီရှင်ကဲနောက်ထပ်ဗီဒီယိုဖိုင်တစ်ဖိုင်မှာချူလေးကအစာဆုံးမီးကိုတိုင်လေးပြမယ်နော်အစာဆုံးဒီဘောင်းမီလေးကိုဘယ်လိုမီးကိုတိုင်လဲဆိုတာပြမယ်ရှင်ထပ်ဗီဒီယိုဖိုင်တစ်ဖိုင်မှာချူလေးတို့တို့ကြံစင်ကြမယ်နော်နော်ကြည့်အဲ့နောက်တရေကျိုးပေါ်မှာစစ်ကလေးနဲ့ဘာလို့စစ်ထက်လဲမေးလို့ရှိရင်တချို့ဝါတဲ့အန်တီတို့နည်းနည်းညီမလေးတွေလို့ဆိုလို့ရှိရင်သူတို့ဝေးရချွတ်ရတာလွယ်အောင်လို့မဟုတ်လို့စစ်လေးထည့်ပေးတာဒီမှာကတော့ပွားစာပေါင်းပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဇစ်မထည့်လည်းရတယ်ပေါ့နော်ဇစ်မထည့်လည်းသူကလည်းသူဒီတိုင်းကောက်ဆွလို့ရတယ်ဒါပေမဲ့ဝေးရချွတ်ရတာပေါင်းနေရမှာအဲ့လိုမျိုးသူနည်းနည်းပင်မန်းမှာဆိုလို့ကွယ်အဲဒါကြောင့်ချိုလေးကတော့စစ်ထည့်ပေးတယ်ဒီဘောင်းမီလေးဆိုရင်စစ်ကိုခဏမျိုးအကုန်ထည့်ပေးတယ်နောက်ထပ်ဗီဒီယိုတစ်ဖိုင်မှာမိမှုတေချာတိုင်ကြီးလေးပြပြပေးမယ်เนาะအဲ့တော့ချိုလေးရဲ့ဗီဒီယိုကဒီချုံကြီးကညီမလေးတို့မမတို့အတွက်အထောက်အကူဖြစ်တယ်ဆိုလို့ရှိရင်ချိုလေးကို like and subscribe လေးနှိပ်ပေးပါရှင်နောက်ထပ်ဗီဒီယိုဖိုင်အသစ်တွေချိုလေးဖန်တီးဖို့အတွက်အများကြီးအားဖြစ်အောင်ကျေးဇူးအများကြီးတင်ပါတယ်